မိတ်ဆွေတို့အခုကဘာမြေကြီးဘားချောင်းပူလောင်ပြီးတော့မြေတွေပြိုမြေတွေမြို့ငလင်တွေလှုပ်တယ်ဆိုတာသိလားအဲ့ဒါတွေအားလုံးကဒီကဘာမြေကြီးပေါ်မှာမိတင်းနေထိုင်ကြတဲ့တက်ရှိတတဝါတွေပဲလှုပ်ကြတာဟောကျမတို့ရဲ့လူပုံဆိုတာကတင်သွားလို့ရတော့တင်နာလို့ကနားလို့ရတဲ့ပုံအထက်ပြည်ဖြစ်တဲ့နတ်ပြည်ဗမာပြည်နိဗ္ဗာန်သွားချင်သလားအောက်ဆင်လို့ရှိရင်ရေတရိတ်ဆန်ပြိတ္တာအတူတကယ်ပေလေးပုံသွားချင်သလားသွားလို့ရတဲ့ပုံရှင်အဲ့ဒီလိုမျိုးပုံဘဝကိုရရှိထားတဲ့ဆိုတာကတင်းတို့တော်ယုံတန်ယုံကုသိုလ်အကြောင်းတရားတော်ယုံတန်ယုံပါရမီနဲ့လူဖြစ်လာတာမဟုတ်ဘူးဒီလားတင်းတို့အခုလူဘဝကိုလာတယ်ဆိုတာကောင်းခံနေတိဆောက်ဖို့ကောင်းခံနေပြုလုပ်ဖို့အတွက်လူဖြစ်လာတာအကုသိုလ်တွေလုပ်ဖို့လူဖြစ်လာတာမဟုတ်ဘူးအကုသိုလ်တွေလုပ်ပြီးတော့ဒီအိမ်ဖြစ်တဲ့ငရဲကိုအပေလေးပုံကိုတောရမယ်ဆိုလို့ရှိရင်တန်တလားမေးကြည့်လိုက်အခုမတန်ဘူးနော်ချစ်အရင်ကြောက်တယ်သိလားပရိုမိတ်ဆွေတို့ကိုချက်ပြောချင်တာကအခုကျတို့တွေဝါမြေကြီးတွေပူလောင်ပြီးတော့အကွဲပြီးတော့မြေတွေမျိုးကြတယ်ပြူကြတယ်တေကြတယ်ဆိုတာတွေကလည်းတဘာဝဘေးအန္တရာယ်ဆိုတာကမိတ်ဆွေတို့ကျမတို့တွေရဲ့ထုတ်လွတ်နေတဲ့စိတ်အစဉ်လှိုင်းနေရနေပြီးတော့မှပူလောင်တာအတွေးအပူအတွေးလှိုင်းနေပူလောင်တာလုံရဲ့အပူလှိုင်းနေရနေပြီးပူလောင်တာကဘာမြေကြီးကိုပူစေတယ်လေတုကိုပူစေတယ်ရေကိုပူစေတယ်တက်ရှိအရာတက်မဲ့အရာဝတ္ထုအားလုံးကိုပူလောင်စေတယ်ဒါကြောင့်မလို့တောမီးတွေလောင်ကြတာတဘာဝတရားကြီးကမခံနိုင်တော့လို့လာပြနေတာမိတ်ဆွေတို့ခန္ဓာကိုယ်ကထွက်တဲ့ဘုံတို့ခန္ဓာကိုယ်ကထွက်တဲ့အတွေးတွေသူများဒုက္ခရအောင်လုပ်လိုက်မယ်ဆိုတဲ့အတွေးတွေသူများကိုချနေလိုက်မယ်ဆိုရယ်လှုပ်ရက်တွေသူများအားနေပြီဆိုရင်နှိမ်လိုက်မယ်ဆိုရယ်မကောင်းတဲ့စိတ်တွေကြောင့်တင်းတို့ထုတ်လွတ်လိုက်တဲ့စိတ်ကအဲ့ဒါကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားတွေးကြည့်လိုက်အဲ့ဒီမကောင်းတဲ့စိတ်ကိုထုတ်လွတ်နေလို့လေတူကြီးကပူတာမကောင်းတဲ့စိတ်ကိုထုတ်လွတ်နေလို့ကဘာမြေကြီးကပူပြင်းပူတာအဲ့တော့ကဘာမြေကြီးကပူလာပြီးကျွတ်ဆက်လာပြီးတော့သူက6တွေ့လာပြီးတော့အဆူတက်နဲလာပြီးတော့ပြက်ရွေ့တွေဖြစ်ကုန်တယ်ပြက်ရွေ့တွေဖြစ်နေနေရာတွေရွေ့ကုန်တယ်နေရာတွေရွေ့တဲ့အခါမှာမြေကြီးတွေကအောက်ကိုကျွံဝင်သွားတယ်ဟာလေးဟာနဲ့ဖြစ်သွားတယ်မြေဟာနဲ့ဖြစ်သွားတယ်အဲ့ဒီကမှာအဆောက်အဦတွေထဲကိုကျွံချလူတွေတေးကုန်ဒီဟာလေတင်းတို့လေပူတာကြိုက်သလားအေးတာကြိုက်သလားအေးတာကြိုက်တယ်မလားအဲ့ဒါဆိုရင်တင်းတို့အတွေးရအေးတာလေးတွေပဲတွေးအေးတာလေးတွေပဲတင်းတို့ခန္ဓာကိုယ်က energy ကိုထုတ်လို့လေကလည်းကိုယ်ခန္ဓာကိုယ်ကထုတ်လွတ်တဲ့ energy ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့လှုပ်ရက်တွေလှုပ်တဲ့ပုံမှာမူတည်ပြီးတော့လေအေးတာလေပူတာရှင့်ခုရာသီဥတုလေးဆိုအေးလူလူလေးနေလို့ကောင်းလိုက်တာရှမ်းပြည်ဘက်တွေဘာလို့နေလို့ကောင်းလဲသူတို့စိတ်အစဉ်စကားပြောကြည့်လိုက်တာနဲ့မတူဘူးအားကြီးပဲကြွားတယ်နော်မိတ်ဆွေတွေတွားကြည့်လိုက်ခါတလေမှာကိုမြို့လေးတွေမှာတယ်နွားချီရကွက်လောက်ရှိတဲ့မြို့လေးမှာလေကုတ်ကပ်ပြီးမြင်ချားမြို့လေးတွေမှာလေတွားကြည့်လိုက်သူတို့ချစ်စရာကောင်းတဲ့အပြုတ်မှုသူတို့ချစ်စရာကောင်းတဲ့အပြောဆိုသူတို့ချစ်စရာကောင်းတဲ့အတွေးလေးတွေလောက်ရက်ကလေးတွေကလေကိုရင်းနဲ့တူမနေဘူးဆိုတာတွေ့လာရလိမ့်မယ်သူတို့ရာသီဥတုအေးတာမဆန်းဘူးသူတို့ချစ်စရာကောင်းတဲ့အလေးအကျင့်ချစ်စရာကောင်းတဲ့အပြုံချစ်စရာကောင်းတဲ့အပြိုးလေးတွေရှိတယ်မနာလိုစိတ်မရှိတဲ့ချစ်စရာကောင်းတဲ့လူသားလေးတွေဖြစ်နေလို့သူတို့မျိုးလေးတွေအေးချမ်းတာအဲ့တော့ရေလဲတူတူပဲရေအိုးထဲမှာထည့်ထားတဲ့အေးနေတဲ့ရေကရေအိုးအပြုံပွက်ရှံပြီးကြလာပါမလားတင်းနေစေပဲ stay ပဲဒါပေမဲ့ရေနွေးဦးထဲမှာထည့်ထားတဲ့ရေနွေးကတော့ပွက်ဆူပြီးတော့အိုးအပြုံရှံကြတယ်မလားအဖြစ်ဖြစ်တာအဲ့ဒီလိုပဲသင်တို့ရဲ့စိတ်အစဉ်ကထုတ်လွတ်လိုက်တဲ့အပူတွေကြောင့်တဘာဝတရားကြီးကြောင့်အေးနေတဲ့ရေကပူလာပြီးတော့စူပွက်တကဲ့သို့ရှံကြလာပြီးတော့ရေကြီးတယ်ဆိုတာဖြစ်တာအဲ့တော့သင်တို့တဘာဝဘေးအန္တရာယ်ဒုက္ခတွေမခံစားချင်ဘူးဆိုရင်ထုတ်လွတ်တဲ့ကိုယ့်ရဲ့စိတ်ကောင်းတဲ့စိတ်ဖြစ်ပါစေအေးတဲ့စိတ်ဖြစ်ပါစေကိုထုတ်လွတ်လိုက်တဲ့ကိုတွေးလိုက်တဲ့အတွေးရအေးတဲ့အတွေးဖြစ်ပါစေကိုပြုတ်ကျင့်လိုက်တဲ့အပြုတ်အကျင့်အမှုအကျင့်ဟာအေးတဲ့အမှုချင်းဖြစ်ပါစေကိုလှုပ်လိုက်တဲ့လှုပ်ရက်ကသူများကိုဒုက္ခမြောက်စေတဲ့လှုပ်ရက်ဖြစ်ပါစေမြတ်စွာဘုရားသူ့ရဲ့သားတော်ဟောခဲ့တယ်လေသားတော်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံကြောင့်တပားသူမထိခိုက်စေနဲ့ကိုယ်ကံ၃ပါးကြောင့်တပားသူမထိခိုက်စေဒီလိုတာတင်တို့လိုက်နာကျင့်သုံးမယ်ဆိုလို့အေးမြတဲ့တဘာဝတရားယူရရှိပြီးတင်တို့တဘာဝပေးတဲ့ဒုက္ခကိုမခံရတော့ဘူးရှင်မယုံရင်လှုပ်ကြည့်လိုက်ပါချေအလကားပြောနေတာမဟုတ်ဘူးချေကလေဖြစ်ပြီးဆိုလို့ရှိရင်အရန်စိတ်မကောင်းဒီလားစိတ်လည်းမကောင်းမနေတာဒါပေမဲ့လူတွေမပြုတ်ပြင်ကြဘူးမပြုတ်ပြင်လို့ဖြစ်တာအဲ့တော့ပြုတ်ပြင်မှာဟိုလူကြောင့်ဒီလူကြောင့်လို့ပြောနေချင်မဟုတ်ဘူးအားလုံးညင်ညင်ညွန်းညွန်းနဲ့ကဘာမြေကြီးပေါ်မှာမိတင်းနေတိုင်ကြလူသားအားလုံးတက်ညီလက်ညီတဲ့စိတ်ဓာတ်လေးတွေကောင်းကြမယ်ပြုတ်ပြင်ကြမယ်ဆိုရင်တဘာဝတရားရပြီးတဲ့ဒုက္ခကိုလည်းတင်လို့မခံစားရပါဘူးလို့ချေအတိအလင်းလေးနဲ့ပြောပြရစေမယုံရင်လိုက်နာကျင်တော့ကြည့်ပါလိကျင့်ကြည့်ပါလို့ပြောပြတနည်းနည်းတစ်ချိန်မှာနောက်9နှစ်6နှစ်10နှစ်ရှိလာတဲ့အခါမှာကျမတို့ကဘာမြေကြီးကတိတက်ပူပြီးအေးချမ်းနေအောင်တွေ့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အပူတွေပဲဆက်လက်ပြီးတော့လှုပ်နေမယ်ဒုက္ခတွေပဲဆက်ပြီးတော့သူများတို့ကပေးနေမယ်ဆိုလို့ရှိရင်တော့စိုးတဲ့ဆိုပြီးတော့
ပျက်စီးရတဲ့မှာပူပါသွားပါပဲလို့ပြောပြစေဒီဗီဒီယိုကတင့်ကိုအကျိုးရှိလိမ့်မယ်လို့ဝင်ယုံကြည်ပါတယ်တခြားသူတွေလည်းဒီလိုမျိုးစိတ်ကလေးတွေနဲ့အေးအေးဆေးဆေးနေတတ်ထိုင်တတ်အောင်တိတ်သွားအောင်ရှယ်ပေးပါလို့ချက်တောင်းဆိုပြစေကျေးဇူးတင်ပါတယ်ကိုရှိုးပါဘိုင်ဘိုင်